British Army မင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်တဲ့ကြစွမ်းပါရှင်စစ်ကောင်စီရဲ့88နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားမှာစစ်သူဘွဲ့ချင်းမြခင်ရသူမင်းသားကြီးလူမင်းရဲ့နေအိမ်ကိုသတိပေးတဲ့အနေနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးထိခိုက်သေးဆုံးမှုရှိနိုင်ကြောင်းရန်ကုန်မြို့ပြပြောင်းချဘွဲ့ကပြောဆိုထားကြောင်းသိရှိရပါတယ်မင်းသားကြီးလူမင်းဟာဆိုလို့ရှိရင်ရခိုင်ကစကောင်စီကိုဆန့်ကျင်တဲ့ဆိုပြီးထောင်ဒဏ်ချမှတ်ခံခဲ့ရကအရေးယူခံခဲ့ရပါသေးတယ်ဒါပေမဲ့စကောင်စီကပြန်လွတ်ပေးပြီးယခုနောက်ပိုင်းမှာတော့အသိအဓမ္မရုပ်ရှင်ရိုက်ခန္ဓာတွေရွက်ောက်ပွဲစီယုံရေးလှုပ်ခန္ဓာတွေရှိနေပြီးပူပေါင်းပါဝင်နေတာကြောင့်ယခုလိုသတိပေးရတာဖြစ်ကြောင်း UG အဖွဲ့ကပြောဆိုထားဖြစ်ပါတယ်စကောင်မရှိရဲ့တဲ့ပြန်ကြားရေးကောင်းဆောင်ဝချုပ်စောမင်းချွန်းနဲ့အတူနှမဲကြီးရုပ်ရှင်တရုပ်ဆောင်များဖြစ်တဲ့ပြည်သူနေသူရအောင်မေတန်းတို့မုံမုံမြေအောင်နဲ့ဒရိုက်တာဝိုင်းစုစုပေါင်း28ဦးတို့ကိုစီတူတင်ဟာဘွဲ့ဖြစ်တဲ့စီတူဘွဲ့ချင်းမြစ်ပေးခဲ့ပြီးပြီးခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာလအတွင်းအာရကတတော် AA လက်ချက်ဖြင့်တေဆုံးသွားခဲ့တဲ့ဘူမူဝေရလင်းနဲ့ဘူမူဝေဖြူရအားစွမ်းရည်တက်တီဂုံထူဆောင်ဘွဲ့အမတ်တပိတ်စိတ်များနဲ့တခြားသောဘွဲ့တစိမ့်များချင်းမြစ်ခံခဲ့ရသူစုစုပေါင်း184ဦးတို့ကိုအနာသိစကောက်ဆောင်ဗိုလ်ချုပ်မှုကြီးမြောင်းနိုင်ကယနေ့ဇန်နဝါရီလ4ရက်နေ့လွှတ်တော်ရင်းနေ့တွင်ချင်းမြစ်ပေးခဲ့ကြောင်းစစ်ကော်မရှင်ကထုတ်ပြန်ကြေညာထားခဲ့လည်းဖြစ်ပါတယ်